ခရိယန်တွေကိုနည်းနည်းလေးတော့သတိပေးစကားပြောခြင်းအသက်ရှင်သောဖရာတို့လူဆိုတာမိဘဆိုတာသားသမီးကိုပူပင်ရတယ်ဖရာမှန်လူကိုပူပင်ရတယ်လူကိုမပူပင်တဲ့ရင်ဖရာမဟုတ်ဘူးလို့အသက်ရှင်သောဖရာတို့ဖရာကဘယ်သူဘယ်ညာဟလားတည်တတ်တာဖရာမဟုတ်ဘူးလို့အဲ့လိုမျိုးစကားတွေလာပြောနေတဲ့အခါကျတော့တစ်ခါတလေကြတော့ငါတို့အနေနဲ့တုံ့ပြန်နေတယ်ဒါပေမဲ့အခြားသောဖန်ဆင်းရှင်ကိုးကွယ်တဲ့ဘာသာတွေကိုအာနာနေတဲ့အတွက်ငါတို့မူရင်းဗီဒီကတဲ့ပါတဲ့အစာတွေကိုငါတို့ထုတ်မပြောခြင်းဖြစ်ပါတယ်အဲ့တော့ဖျားဆိုတဲ့စကားလုံးကလည်းဗုဒ္ဓဘာသာစကားလုံးကိုမင်းတို့ခရစ်ယာန်တွေယူသုံးပြီးတော့ဖျားကိုရည်လဲသုံးပြီးတော့ဟာလာဟိုတနေ့ကလည်းကောက်မလေးတယောက်ဗုဒ္ဓကဖျားမဟုတ်ပါဘူးနော်ဂါရာဒီမန္တန်နေကျွတ်တဲ့ပါလဲမကောင်းဆိုးဝိုင်းဆိုတော့ဘယ်လိုလဲမသိအဲ့လိုမျိုးရေးလိုက်တာ Facebook မှာရေးလိုက်လို့တော်တော်ပွက်လို့ရိုက်သွားတာငါတို့တွေ့ရတယ်နော်အဲ့တော့မင်းတို့ဘာသာကြီးခေါင်းဆောင်တွေကအဓိကဖျားဆိုတဲ့စကားလုံးကိုယူသုံးပြီးတော့ဂုံးတိုက်နေကြတာသူတို့ရဲ့အောက်တန်းစားစကားတွေနဲ့ငါတို့ကိုလာပြီးတော့ဂုံးမတိုက်နဲ့တက်တနာမရှာနဲ့ငါတို့ကမင်းတို့ပြောသလိုပဲမင်းတို့ကျမ်းစာတဲ့ပါတဲ့အတိုင်းဟောတာပါလို့ပြောလို့ရှိရင်ဗုဒ္ဓဘာသာကျမ်းစာတဲ့ပါတဲ့အတိုင်းပြောလိုက်လို့ရှိရင်မင်းတို့နှလုံးကွဲကြည့်ပြီးတော့နေရာတွေဘုံဘုံလဲသွားမယ့်ကိစ္စတွေရှိတယ်မယုံဘူးဆိုရင်စမ်းကြည့်လို့ရတယ်ငါတို့က hints တော့ထုတ်မပေးဘူးကျန်တဲ့လူတွေကအဲ့ဒီစာတွေကိုရှာဖွေပြီးမင်းတို့ကိုနှိပ်စက်မှာဆိုလို့သဘောတရားရေးရတော့ငါတို့မပြောဘဲနဲ့ငုတ်ထားတဲ့အရာတွေအများကြီးရှိတယ်ဘာသာရေးပြိပခါကိုမလိုလားလို့ပြောပြတာမင်းတို့ဘာသာရေးဆရာတွေဘာသာရေးတရားဟောသူတွေဂုံးတိုက်နေတဲ့အတန်တွေငါတို့ကြားပါတယ်မတုံ့ပြန်ကျင်တာကမင်းတို့နှလုံးသားတွေကွဲကြေကုန်မှာဆိုလို့မတုံ့ပြန်တာနော်ဗုဒ္ဓဘာသာမှာဖန်ဆင်းရင်ရှိတာလို့မေးဟုတ်တယ်လူတွေနတ်တွေတတ္တဝါတွေကိုဖန်ဆင်းထားတဲ့ဖန်ဆင်းရှင်ရှိတယ်အဲ့ဒီဖန်ဆင်းရှင်ကိုလက်နက်လိုအသုံးချနေလေတကိုးအကြီးမားဆုံးတကိုးရှင်ကြီးတယောက်လည်းရှိတယ်စာပေမှာတိတိကျကျဆိုထားတာတွေရှိတယ်ကောင်းကင်နိုင်ငံတော်ဆိုတာလည်းရှိတယ်စာပေမှာဒါပေမဲ့ဘယ်ဖုံးကြီးမှလည်းထုတ်မဟောသလိုငါတို့လည်း hints မပေးဘူးဘယ်သူမှဘာကြောင့်မပေးရလဲလို့မေးလို့ရှိရင်မင်းနှလုံးသားတွေကွဲကြည့်မှဆိုရတယ်ဘာသာရေးတိုက်ခိုက်ခြင်းသူတွေကဒီစာတွေကိုယူပြီးမင်းတို့ကိုနှိပ်စက်လို့ရှိရင်မင်းတို့နှလုံးသားတွေကွဲကြည့်ကုန်နေတယ်အဲ့ဒီအတွက်မင်းတို့ဘာသာမှာဖန်ဆင်းရှင်ပဲရှိတယ် Jesus ကိုမင်းတို့ဘလို့ထင်သားတော်ထင်သမီးတော်ထင်ငါတို့ကိစ္စလည်းမဟုတ်ဘူးဟုတ်ပြီနော်အသက်ရှင်သောဖရာဗုဒ္ဓကမကဲနိုင်ပါဘူးဆိုတဲ့စကားတွေနဲ့အောက်တန်းစားစကားတွေလာပြောရင်ငါနည်းနည်းလေး hints ထုတ်ပေးလိုက်မင်းတို့နှိပ်စက်မဲ့ခုံတွေတပုံကြီးရှိတယ်နော်